အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့သွားမယ့်နေရာကတော့ Tennessee ပြည်နယ်မှာရှိတဲ့ Memphis မြို့လေးပဲဖြစ်ပါတယ်1819ခုနှစ်မှာမြို့တည်ခဲ့တဲ့ Memphis မြို့လေးဟာ Mississippi မြစ်ကမ်းနဘေးမှာတည်ရှိပြီးအီဂျစ်ပြည်ရဲ့ရှေးဟောင်းမြို့တော် Memphis နာမည်ကိုပေးထားခဲ့တာဖြစ်ပါတယ်Memphis ဆိုတာကတော့အတွန့်ရှည်စွာလှပခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ Nile မြစ်ကမ်းဘေးမှာရှိတဲ့ Egypt လိုပဲ Mississippi မြစ်ကမ်းဘေးမှာရှိတဲ့ Memphis မြို့ဟာလည်း Egypt ရဲ့အငွေ့အသက်တွေလွှမ်းမိုးထားတဲ့နေရာတွေရှိပါတယ်။အဲ့ဒီနေရာတွေထဲကကျမတို့ဒီနေ့သွားမယ့်နေရာကတော့Memphis Pyramid ပဲဖြစ်ပါတယ်1991ခုနှစ်မှာဒီနေရာကိုစတင်တည်ဆောက်စဉ်ကတော့ basketball ကစားပွဲတွေကျင်းပဖို့နဲ့ stage show ပွဲတွေကျင်းပဖို့တည်ဆောက်ခဲ့တာဖြစ်ပါတယ်အချိန်ကဆိုရင်တော့ University of Memphis basketball အသင်းနဲ့ NBA basketball အသင်းတို့ရဲ့နေရာဖြစ်ခဲ့ပြီးနာမည်ကြီးကစားသမားတွေပါဝင်တဲ့ basketball ကစားပွဲတွေကျင်းပခဲ့ပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီအသင်းတွေဟာတခြားနေရာတွေကိုပြောင်းသွားလို့အားကစားပွဲတွေမလုပ်ဖြစ်တော့ပဲ2009ခုနှစ်ဖေဖော်ဝါရီလမှာနောက်ဆုံးလုပ်ခဲ့တဲ့ stage show ပွဲအပြီးမှာတော့ဘာလှုပ်ရှားမှုမှမရှိတော့ပဲစွန့်ပစ်ခံနေရတစ်ခုဖြစ်ခဲ့ပါတယ်2010မှာ Bass Pro Shop ပိုင်ရှင်ဟာ pyramid အတွင်းပိုင်းကိုဒီဇိုင်းတွေနဲ့ပြုပြင်ခဲ့ပြီး2015မှာ Bass Pro Shop pyramid ကိုဖွင့်လှစ်ခဲ့ပါတယ် Memphis City ပိုင်တဲ့ pyramid ဟာယခုအခါမှာဆိုရင်တော့စတိုးဆိုင်တစ်ခုလိုမဟုတ်တော့ပဲအပန်းဖြေဥယျာဉ်တစ်ခုလိုဖြစ်နေပါပြီဒီထဲမှာအခန်း100ရှိရဲ့ဇိမ်ခံဟိုတယ်တစ်ခုရှိပြီးအခန်းတိုင်းဟာ tree house ပုံစံရှေးဟောင်းပုံစံတွေနဲ့လှလှပပဖွဲ့စည်းထားပြီးဈေးနှုန်းကတော့တစ်ညကို$300-400လောက်ရှိပါတယ်ရခင်ဘတ်စကတ်ဘောကစားကွင်းနေရာမှာယခုရေကန်တစ်ခုကိုလှုပ်ထားပြီးဘေးနားမှာလည်းတစ်ပင်တွေနဲ့လှုပ်ထားတဲ့ရဲလိုက်ပုံစံမျိုးဖန်တီးထားပါတယ်စတူယန်ပေ9သိန်းကျော်ကျန်တဲ့နေရာမှာတော့ Bass Pro Shop စတိုးဆိုင်ကိုဖွင့်ထားပါတယ်ပီရမစ်အပေါ်ကို$10ပေးပြီးမှန်နဲ့လှုပ်ထားတဲ့ဓာတ်လေကားကနေတက်သွားရင်မြို့ကိုအပေါ်စီးကနေကြည့်လို့ရပါတယ်ဒီနေရာဟာလှပလွန်းလို့ Memphis မြို့အတွက်ခရီးသွားတွေကိုဆွဲဆောင်မှုအရှိဆုံးနေရာဖြစ်ပါတယ်
အဆုံးထိကြည့်ရှုပေးကြတာကိုကျေးဇူးတင်ပါတယ်ရှင်လှပတဲ့နေရာတွေနဲ့နောက်ခံသမိုင်းကြောင်းတွေကိုစိတ်ဝင်စားရဲဆိုရင်ကျမရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်နော်နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြပါစို့ရှင်